အားလုံးမင်္ဂလာပါဒီနေ့မှာတော့ brand တစ်ခုကိုတိစောက်တင်တဲ့လူတွေအတွက်ဝင်မြပေးစရာလေးရှိပါတယ်ဒီကွက်ထဲမှာနာမည်အရန်ကြီးနေပြီပေါ့နော်အဲ့ပစ္စည်းအတိုင်းကိုလိုက်ထုတ်ခြင်းနဲ့တော့မဟုတ်ဒီကွက်ထဲမှာအရန်ရောင်းနေရပြီအဲ့ပစ္စည်းအတိုင်းလိုက်ထုတ်ခြင်းနဲ့ဆိုလို့ရှိရင်တော့အဲ့ဒါဟာကိုယ့်ရဲ့ယုံကြည်မှုကသူ့ရဲ့ပစ္စည်းပေါ်မှာယုံကြည်မှုရှိနေတာပါကိုယ့်ရဲ့ပစ္စည်းပေါ်မှာယုံကြည်မှုရှိနေတာမဟုတ်ပါဘူးအဲ့အတွက်ကိုယ့်ပစ္စည်းထုတ်လာလဲယုံကြည်မှုအပြည့်အဝရမှာမဟုတ်ပါဘူးဉာဏ်ပေးချင်တာကတော့ကို creation လုပ်လို့ရနေတဲ့တန်းနဲ့ကို design တွေပုံဖော်လို့ရနေတဲ့တန်းနဲ့ကိုယ်တိုင်ဖန်တီးယူလို့ရနေတဲ့တန်းနဲ့ကိုယ်တိုင် brand တစ်ခုကိုတည်ဆောက်လို့ရနေတဲ့တန်းနဲ့ဘာဖြစ်လို့သူများပစ္စည်းကိုပြောမယ်ဆိုရင်သူများရောင်းကောင်းလို့သူများနာမည်ကြီးလို့ဆိုပြီးတော့အဲ့ပစ္စည်းတိုင်းကိုလိုက်ထုတ်ချင်ရတာလေအဲ့ဒါအမှားကြီးမှားပါတယ်ကိုယ်တိုင်ကအဲ့ပစ္စည်းရဲ့အပေါ်မှာပဲယုံကြည်မှုသွားရှိနေပြီတကယ်ကိုထုတ်တဲ့အခါကျလို့ရှိရင်ငါပစ္စည်းကရောင်းမကောင်းလာဘူးဆိုလို့ငါပစ္စည်းကသူ့လောက်မကောင်းလားငါပစ္စည်းကသူ့လောက်အရေးသွင်းမမီဘူးလားငါပစ္စည်းကဘာကိစ္စနာမည်မကြီးတာလဲဆိုပြီးတက်ကြပါတယ်အဲ့အတွက်ကြောင့်မလို့ကဲလို့ထုတ်ကုန်တစ်ခုထုတ်တော့မယ်ဆိုလို့ရှိရင်ကိုယ်တိုင်ယုံကြည်မှုတရားရခိုင်တော့ရဖို့အတွက်ကိုယ်တိုင်စိတ်တိုင်းကြစမ်းသပ်အသုံးပြုပြီးကိုယ်တိုင်ရောင်းနေအနက်နေအရသာတွေစမ်းသပ်ပြီးတော့မှထုတ်လုပ်မယ်ဆိုရင်ယုံကြည်မှုတရားရခိုင်တော့ရတဲ့အတွက်ကြောင့်မလို့ဒီကွက်ထဲမှာလည်းကိုယ်တိုင်ယုံကြည်မှုတရားရခိုင်တော့ customer ကိုချပြနိုင်ပြီးတော့အဲ့ပစ္စည်းကလည်းတကယ်သေချာပေါက်နာမည်တစ်ခုရရှိမှာဖြစ်ပါတယ်နာမည်တစ်ခုရရှိသလိုသူ့ရဲ့အရေးသွေးပိုင်းမှာလည်းစိတ်ချရမှာဖြစ်ပါတယ်ဒီ brand တစ်ခုနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတိုင်ပင်ချင်တာပဲဖြစ်ဖြစ် brand တစ်ခုထုတ်တော့မယ်ဆိုရင်ကြုံရမယ့်အတွေ့အကြုံလေးတွေကိုတိုင်ပင်ဆွေးနွေးချင်တာပဲဖြစ်ဖြစ်ကျွန်မနဲ့တိုင်ပင်ဆွေးနွေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်